ဒီဗီဒီယိုလေးမှာတော့စီးရဲအမှာလစာအများဆုံးရကြတဲ့ကစားသမားရောက်30ရဲ့လောက်ခလစာတွေကိုအသေးစိတ်ပြောပြပြီးသွားပါရယ်။ Juventus ကစားသမားဖြစ်တဲ့ဒူဆန်ဗီလာဟိုဗစ်ကအဆင့်1မှာရှိပြီးတစ်ပတ်ကိုယူရို4,900ရရှိပြီးတစ်နှစ်မှာတော့ယူရို22.2တန်းရရှိထားပါတယ်။ Inter Milan ကစားသမားဖြစ်တဲ့ Lautaro Martinez ကအဆင့်2နေရာမှာရှိပြီးတစ်ပတ်ကိုယူရို3,200ရရှိပြီးတစ်နှစ်မှာတော့ယူရို16.6တန်းရရှိထားပါတယ်။ ရိုမာကစားသမားဖြစ်တဲ့ပေါလိုဒီဘာလာကအဆင့်3မှာရှိပြီးတစ်ပတ်ကိုယူရို2,400ရရှိပြီးတစ်နှစ်မှာတော့ယူရို12.9တန်းရရှိထားပါတယ်။ Inter Milan ကစားသမားဖြစ်တဲ့နီကိုလိုဘရဲလာကအဆင့်4မှာရှိပြီးတစ်ပတ်ကိုယူရို2,300ရရှိပြီးတစ်နှစ်မှာတော့ယူရို12တန်းရရှိထားပါတယ်။ နပိုလီကစားသမားဖြစ်တဲ့ Kevin De Bruyne ကအဆင့်5နေရာမှာရှိပြီးတစ်ပတ်ကိုယူရို2,300ရရှိပြီးတစ်နှစ်မှာတော့ယူရို17.1တန်းရရှိထားပါတယ်။ Juventus ကစားသမားဖြစ်တဲ့ Jonathan David ကလည်းအဆင့်5မှာရှိပြီးတစ်ပတ်ကိုယူရို2,300ရရှိပြီးတစ်နှစ်မှာတော့ယူရို17.1တန်းရရှိထားပါတယ်။ Inter Milan ကစားသမားဖြစ်တဲ့ Hakan Çalhanoğlu ကလည်းအဆင့်5မှာရှိပြီးတစ်ပတ်ကိုယူရို2,300ရရှိပြီးတစ်နှစ်မှာတော့ယူရို17.1တန်းရရှိထားပါတယ်။ Inter Milan ကစားသမားဖြစ်တဲ့ Alessandro Bastoni ကအဆင့်6မှာရှိပြီးတစ်ပတ်ကိုယူရို1,950ရရှိပြီးတစ်နှစ်မှာတော့ယူရို10.1တန်းရရှိထားပါတယ်။ AC Milan ကစားသမားဖြစ်တဲ့ Adrian Rabiot ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို1,980ရရှိပြီးတစ်နှစ်မှာတော့ယူရို9.2တန်းရရှိထားပါတယ်။ Juventus ကစားသမားဖြစ်တဲ့ Bremer ကလည်းအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို1,980ရရှိပြီးတစ်နှစ်မှာတော့ယူရို9.2တန်းရရှိထားပါတယ်။ AC Milan ကစားသမားဖြစ်တဲ့ Christopher Nkunku ကလည်းအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို1,980ရရှိပြီးတစ်နှစ်မှာတော့ယူရို9.2တန်းရရှိထားပါတယ်။ နပိုလီမှာအငှားလာကစားနေတဲ့ Rasmus Højlund ကလည်းအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို1,980ရရှိပြီးတစ်နှစ်မှာတော့ယူရို9.2တန်းရရှိထားပါတယ်။ ဦးမူမှာအငှားလာကစားနေတဲ့ Alvaro Morata ကအဆင့်8မှာရှိပြီးတစ်ပတ်ကိုယူရို1,600ရရှိပြီးတစ်နှစ်မှာတော့ယူရို8.3တန်းရရှိထားပါတယ်။ Inter Milan ကစားသမားဖြစ်တဲ့ Zielinski ကလည်းအဆင့်8မှာရှိပြီးတစ်ပတ်ကိုယူရို1,600ရရှိပြီးတစ်နှစ်မှာတော့ယူရို8.3တန်းရရှိထားပါတယ်။ Inter Milan ကစားသမားဖြစ်တဲ့ Marcus Thuram ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို1,400ရရှိပြီးတစ်နှစ်မှာတော့ယူရို9.6တန်းရရှိထားပါတယ်။ နပိုလီကစားသမားဖြစ်တဲ့ Romelu Lukaku ကအဆင့်9မှာရှိပြီးတစ်ပတ်ကိုယူရို1,400ရရှိပြီးတစ်နှစ်မှာတော့ယူရို9.6တန်းရရှိထားပါတယ်။ Inter Milan ကစားသမားဖြစ်တဲ့ Federico Di Marco ကအဆင့်10မှာရှိပြီးတစ်ပတ်ကိုယူရို1,400ရရှိပြီးတစ်နှစ်မှာတော့ယူရို9.4တန်းရရှိထားပါတယ်။ Juventus မှာအငှားလာကစားနေတဲ့ Luis Openda ကအဆင့်10မှာရှိပြီးတစ်ပတ်ကိုယူရို1,400ရရှိပြီးတစ်နှစ်မှာတော့ယူရို9.4တန်းရရှိထားပါတယ်။ Juventus ကစားသမားဖြစ်တဲ့ Francisco ကအဆင့်17မှာရှိပြီးတစ်ပတ်ကိုယူရို1,350ရရှိပြီးတစ်နှစ်မှာတော့ယူရို9တန်းရရှိထားပါတယ်။ Inter Milan ကစားသမားဖြစ်တဲ့ Steven De Vrij ကလည်းအဆင့်17မှာရှိပြီးတစ်ပတ်ကိုယူရို1,350ရရှိပြီးတစ်နှစ်မှာတော့ယူရို9တန်းရရှိထားပါတယ်။ ဦးမူကစားသမားဖြစ်တဲ့ Messi ကအဆင့်12မှာရှိပြီးတစ်ပတ်ကိုယူရို1,2800ရရှိပြီးတစ်နှစ်မှာတော့ယူရို6.6တန်းရရှိထားပါတယ်။ နပိုလီကစားသမားဖြစ်တဲ့ Matteo Politano ကအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,2400ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4တန်းရရှိထားပါတယ်။ AC Milan ကစားသမားဖြစ်တဲ့ Luka Modric အဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,2400ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4တန်းရရှိထားပါတယ်။ ရိုမာကစားသမားဖြစ်တဲ့ Mario Hermoso ကလည်းအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,2400ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4တန်းရရှိထားပါတယ်။ ရိုမာကစားသမားဖြစ်တဲ့ Lorenzo Pellegrini ကအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,2400ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4တန်းရရှိထားပါတယ်။ ရိုမာကစားသမားဖြစ်တဲ့ Gianluca Mancini ကအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,2400ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4တန်းရရှိထားပါတယ်။ Atalanta ကစားသမားဖြစ်တဲ့ Giacomo Raspadori ကအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,2400ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4တန်းရရှိထားပါတယ်။ Inter Milan မှာအငှားလာကစားနေတဲ့ Manuel Akanji ကလည်းအဆင့်13မှာရှိပြီးတစ်ပတ်ကိုယူရို1,2400ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4တန်းရရှိထားပါတယ်
AC Milan ကစားသမားဖြစ်တဲ့ Rafael Leo ကလည်းအဆင့်73မှာရှိပြီးတစ်ပတ်ကိုယူရို3,200,000ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4 သန်းရရှိထားပါတယ်။ AC Milan ကစားသမားဖြစ်တဲ့ Miki Maignan ကအဆင့်73မှာရှိပြီးတစ်ပတ်ကိုယူရို3,200,000ရရှိပြီးတစ်နှစ်မှာတော့ယူရို6.4 သန်းရရှိထားပါတယ်။ခုကျွန်တော်ပြောထားတဲ့ကစားသမားတွေရဲ့လက်စာပဝါနာဒဏ်ရာရသည့်ဖြစ်စေကစားခွင့်မရသည့်ဖြစ်စေကလပ်ကနေအမခံပေးပေးရမယ့်သူတို့ရဲ့အခြေခံလက်စာ fix salary ပဲဖြစ်ပါတယ်။ဥမာအနေနဲ့ပြောရရင်အမတ်ပြီးပလာချန်ပီယံလိဖလားနဲ့အခြားသောတိုးချင်းအကောင်းဆုံးစုတွေကိုစခွန်းနိုင်မယ်ဆိုရင်ကလပ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ပေါ်မူတည်ပြီး bonus တွေရရှိကြမှာဖြစ်ပါတယ်။ကျွန်တော်ပြောထားတဲ့ကစားသမားတွေရဲ့လက်စာပမာဏအစိုးရစီကိုကွန်မဆောင်ရတဲ့ပမာဏပဲဖြစ်ပါတယ်။ဆီးရီးယားရဲ့ကစားသမားတွေကအီတလီဆိုရစီကိုဘယ်လိုပုံစံမျိုးနဲ့အကွန်ပီဆောင်ရတာလဲဆိုတာတော့အခုကျွန်တော်ပြတ်ထားတဲ့ပုံလေးတိုင်းပဲဖြစ်ပါတယ်။ဒါအီတလီဆိုရသတ်မှတ်ထားတဲ့အကွန်နှုံးထားပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။